လာစာထုတ်တဲ့ပိုက်ဆံနဲ့2စီးတော့ဝယ်နိုင်သွားပြီချင်ပေါင်ရွက်1စီးနဲ့ကစုံရွက်1စီးအိမ်တော့မပိုင်ပါဘူးဂရန်တစ်ခုတော့ပိုင်တယ်တယ်လီဂရန်နဲ့အင်စတာဂရန်ကိုဆိုးခဲ့တာ2%လောက်နမဲအဖြတ်ခံရတာ68%လောက်အဲ့လိုမှသိရင်ယာနှုံးပြည့်ဆိုးခဲ့ပါတယ်ခွန်အားဖြစ်စေတဲ့စာတွေပဲရေးတော့မယ် JO ဟောပေါ့မာလာရှန်ကိုဘီယာအဲ့ဒါတွေကခွန်အားဖြစ်စေတယ်လေမသေးခင်တော့သူတာတယ်ငါတာတယ်လုပ်နေကြတာတေသွားတော့ဘယ်သူမှမတာကြဘူးအကုန်မတာတွေကြီးပါပဲနိုင်ငံခြားမသွားလဲဒီနိုင်ငံမှာလှုပ်เสียအများကြီးပါညောင်းဆယ်လို့ရတယ်အိမ်သာသေးလို့ရတယ်သူ့ဘရာသာလုပ်လို့ရတယ်စစ်မှုထမ်းလို့ရတယ်အရင်လိုမပေါ်တော့ပါဘူးပိုက်ဆံကိုပြောတာလူကတော့အခုထိပေါ်တော့တငယ်ချင်းတို့ငါအရင်လိုငပြင်းလေးမဟုတ်တော့ဘူးနော်ငပြင်းကြီးဖြစ်နေပြီ